လုံးတော့ပြစ်ထည့်ပေးထားတယ် message ရှိနေတဲ့ဘက်ကိုလည်းနေဒီကလာနေ YG Master Smile တို့ဘက်ကိုနေဒီကွက်တီတော့ကြာမနေခဲ့ဘူးသုံးပွင့်ဆိုင်ဇက်လန်တော့ရောက်ရှိလို့လာခဲ့ပြီး message အနေနဲ့ဒီဘက် Taiwan ထဲမှာတော့အကောင်းဆုံးနေရာယူပြီးတော့ defense ဖြစ်နေတယ်ဗျာဆိုတော့ match တွေ smoke တွေနဲ့တော့မြင်နေရအနေထားမှာ YG လည်းတိုးလာဖို့တော့ခက်တယ်အကောင်းဆုံးတော့နေဒီနဲ့တလုံးမတော့ပြစ်တဲ့အစားပဲမာနဲ့သတ်တင်မျိုးတိုးလာတဲ့အနေထားမှာကြုံတော့ခဲ့ရင်ကျွန်တော်ပြေမှာမဟုတ်ဘူးနော်နောက်ကနေရောက်လာဖို့တော့လိုအပ်တယ်မာနဲ့ပြောရင်းနဲ့ပဲတစ်ခါလေးပဲ knock ခံလိုက်ရပြီဒါပေမဲ့ Juice ပြကောထပ်မှန်ပြီးရထားခဲ့တယ် Smile ကောင်းဆုံးပဲ bucket တွေတော့ပေးထားခဲ့တယ် John Brown position တော့ယူထားတယ် Smile ရှင်ရဲ့ဘက်ကိုတိုးလာခဲ့ပြီ2 vs 1ဒါပေမဲ့ Romeo boy ကောင်းဆုံးပဲ bucket တော့ပေးထားခဲ့နေမှာ Messi တည်င်းလုံးကပြတ်သွားခဲ့ရပြီဗျရောအခုပြောနေနေမှာလောစမှာ GFS ဘက်ကနေဆိုတော့လောစမှာ import တဲ့ newbie Nate low ထပ်ပြီးတော့ပြစ်တင်ပေးဖို့အတွက်ဒီမှာပြစ်စင်နေခဲ့နေပဲကျွန်တော်တောက်ရှော့ကိုပဲ Nate ရောပြစ်သွင်းပေးနေခဲ့တာကွက်တီပဲလှပနေခဲ့မ Nate တက်မပြောင်းဆုံးသွားခဲ့ပြီ YG ဒီနေရာမှာ Smile တော့ပြန်ပြီးတော့ကဲခွင့်နေမှာရနေသေးနေမှာအချိန်သားလေးပြန်ပြီးရွှေ့ဖို့အတွက်စူးစမ်းနေခဲ့မှာ ABG တောက်ရှော့ကို push အကဲဖို့ပြစ်စင်နေခဲ့နေမယ်ပြောတဲ့အတိုင်းပဲစပြီးတော့ကျွန်တော်ဒီဘက် combo အပြင်ကိုတော့လူဖို့အတွက်ဒီပဲစူးစမ်းနေကြပြီဒီဘက်ကျွန်တော်မြို့တွေကဒီမှာအကုန်လုံးထွက်ဖို့အတွက်ပြစ်စင်နေခဲ့နေမှာဘေးဘက်နားလေးမှာပဲထပ်ပြီးတော့ထိန်းပြီးတော့တောက်ရှော့တော့ battery ရစ်ဆိုင်ကြဖို့အတွက်ကိုပြစ်စင်နေခဲ့နေပဲဘေးနားကုန်းဆောင်လေးမှာ KE တွေအပိုင်ကြီးတွေရသမျှတော့ပြန်လဲပြီးတော့တိုးပြီးတော့တက်ပြီးထိန်းဖို့အတွက်ဒီမှာပြစ်စင်နေကြတဲ့နေထားတစ်ခုကတော့ရှိနေသေးလုံးပဲဗျဟုတ်ပါ GFS နော်စာတင်တိုးလို့လုံးနေနော်ရှိဦးမယ်နော်ကျွန်တော်ကြည့်ရမယ်နော်ဟုတ်ပါတယ်ဗျဆိုတော့ newbie စာတင်ပြီးတော့ပေါ်တော့တိုးတက်ပြီးတော့လုံးနေပြီဗျ240အနေနဲ့ကလေ4ယောက်လုံးချန်ရှိနေတည်နေတာမှာတင်းနဲ့တင်းပြောက်ရင်တော့ပြောတော့မပြောတတ်သေးဘူးနော် GFS နဲ့ဒီဘက်မှာလည်း2ယောက်တယောက်တော့ battle ဖြစ်နေပြီးတော့ YG နဲ့ဒီမှာ APG Sky နေတို့စတယ်ပြီးတော့ battle ဖြစ်ပွားနေပြီ YG နဲ့ 3 man live လုံးကြံရှိနေတည်တယ်အိုးနိတ်တလုံး Smile ကိုတော့ကောင်းဆုံးပဲ short weight damage ကိုပေးထားနိုင်ငယ်ဆိုတော့တော့မကြောက်နော်နိတ်တလုံးမှာထပ်မှတ်ပြီးထည့်လိုက်ပြီ Smile ဘက်ကိုကွက်တိကြောက်ရင်ကျွန်တော်ပြေမှာမဟုတ်ဘူး YG ဒီဘက်ကြိုင်ဝမ်းထဲမှာပဲအကောင်းဆုံး position control လုပ်ပြီးတော့စူးစမ်းနေတယ်ဘေးမှာရှိနေတဲ့တင်းကိုနည်းနည်းတော့စိတ်ပူရမယ် APG high ground ဆိုတဲ့ position တော့ရထားတယ်ဆိုပေမဲ့သူတို့လည်းရမနေဘူး bro Chipna နဲ့ဒီမှာ newbie စတင်ပြီးတော့1 vs 1ဆိုရင်ဒီတော့ရောက်ရှိလို့လာပြီကောင်းဆုံးပဲ cover fire တော့ပေးထားတီးတယ်နော်ဒါမဲ့လည်းသူဒီနဲ့ထိုးဖို့လုံနေသေးတယ်မှာတော့တဲတော်ဟီဝစူးစမ်းနေ newbie ဟီဝစူးစမ်းနေကြတယ်ဟိုးပြီးသွားပြီ shot ခိုင်းနေပြတ်တက်ပြီးတော့ Chipna တော့ပါခေါ်လို့ရနေရဲ့နေထားဖြစ်သွားပြီဆိုတော့ bro နဲ့ GFS 1 vs 1 shot ခိုင်းနေတိုးလို့တက်လာပြီ bro တယောက်ပဲကြမ်းရှိတော့ခိုင်ခုံတော့ခါလည်းပဲဖျောက်ပေးလိုက်ပြီတော့ဟီးနေတာတိတိကျဝင်မလို့ဘူးလို့ခုနကလေးဟီးနေတိတိကျဝင်မလို့ဘူးလို့အဲ့အရေးဝါမဟုတ်တော့တာလို့ရတယ်ပဲအခုလောစင်မှာနော်ကျွန်တော်ပြန်ပြီးတော့ကြည်နေနေမှာပဲလောစင်မှာ YG တွေဆက်ပြီးတော့ထိန်းပြီးတော့ဆော့ပြီးတော့ထိန်းပေးနေကြတော့မယ်ဟိုးတော့ဟိုးနေဒီဘက်ဂျိုင်းနေမှာအကုန်လုံးအလုပ်တော့ဖြစ်နေသို့တော်လေသို့တော်ညာလေ KE တွေရဲ့အပိုင်ဆိုင်ရရှိနေခဲ့နေရာကြီးကတော်တော်ကြီးကောင်းမလို့နေကြတော့အပေါ်ဘက်ကနေ vision ကို high ground ရကြည့်ပြီးတော့လိုက်ပြီးတော့မေးခွန်းနေရမယ်ပုံစံမျိုးလည်းဖြစ်နေကြတယ်နိုင်ငံကြောက်ကလမ်းပြီးတော့မာနဲ့တွေ့တာစပြီးတော့နိုင်ငံဆို screen လာခဲ့တယ်ဘေးဘက်ကနေမှခုံပြီးတော့ဝင်လာနေခဲ့တယောက်ကိုပြစ်ချဖို့လုပ်နေကြမာနဲ့တယောက်ပဲတော့ခွင့်ရလိုက်တယ်နောက်တယောက်ထပ်ပြီးတော့အပိုင်မှာခေါ်ဖို့ကြိုးစားနေခဲ့တော့ပါပဲလာပါနေခဲ့တော့ YG အဲ့လိုမျိုးလွယ်လွယ်ကြီးတိုးလို့မရဘူးဆိုပြီးတော့မေးပြီးတော့ ABG တသိန်းလုံးမှာခေါင်းလေးကြီးပဲရိုက်ခွဲပြီးတော့ပြစ်ချပြတာခဲ့တယ်လို့ပဲပြောရမယ် KE တွေ high ground ရတာခဲ့တယ် position တွေတာနေတယ်သို့တော်လည်းဘေးဘက်ဒီမှာပြန်ပြီးရှိနေခဲ့တဲ့အသင်းတွေတက်ပြီးအနောက်ဘက်က newbie တော့ pass ဝင်လာမယ်ဆိုတာလည်းခိုင်ရရက်နဲ့ပြီးသားနေဒီမှာ cook ပြီးတော့ land ပြသွင်းပေးနေခဲ့ပဲ newbie ကြောက်ဖြတ်ချဖို့စူးစမ်းနေခဲ့တယ်မှာ newbie ပတ်တော့ပြေးနေရ small တွေကြားမှာဘေးကြမှာရှောင်းပြီးပြေးဖို့စူးစမ်းနေခဲ့တယ်မှာ newbie ကအရှိမဖြတ်ပြီးတိုးလာနေခဲ့တော့မှလားဆိုတော့ကြောက်ကြည့်ရမယ်ဗျာဒီကနေပဲ small တွေကြားမှာတောင်းရှော့တော့ land ပြီးရန်နေခဲ့ newbie က land ပြီးတောင်းရှော့ကို damage ပေးနေခဲ့တယ်ပဲ KE ရဲ့ပြစ်ချကြားမှုတွေမှာပြစ်ချမှုတွေကြားမှာပဲခုစတော့ GFS good fella game တွေပျောက်ဆုံးသွားခဲ့ပြန်ပြီလို့ပဲပြောရမယ်ဗျာဟုတ်ပါတယ်ဗျာဆိုတော့စတင်ပြီးတော့3တင်းတော့ကြံရှိနေအောင် YG နဲ့လည်း2 man live တော့ကြံရှိနေသေးတယ်ရှေ့မှာတော့240နေတတင်းလုံးအုပ်လိုက်ကြီး4ယောက်လုံးရှိနေတဲ့အနေထားမှာတော့ YG နဲ့ပြီးတော့ high ground ဆိုတဲ့ position လေးတော့ရရှိထားတယ်နော်ဒါပေမဲ့လည်း240နဲ့မှာ KE နဲ့အရင်ဖြစ်လိုက်ဟုတ်တယ်နော်ပြီးမှ YG နောက်ကနေဝင်ကဖြာဝင်ခင်းလိုက်အဲဆိုရင်ပို့ပြီးတော့အကောင်းဆုံး chance ဖြစ်သွားလိမ့်မယ်တော့240နဲ့ KE နဲ့စတင်ပြီးတိုးဖို့တော့လာပြီကိုင်းနေတိုက်ယူလိုက်ပါလားလို့240နဲ့ပတ်တော့ဒါပေမဲ့တခုချက်2ယောက်ပဲကြံတော့ပြဿနာသိလား2ယောက်ပဲကြံနေပြီးတော့ဇုံကြီးရတယ်မပါဇုံကြီးရတယ်မပါနေဖြစ်ထားလဲသိရပြီးတော့240ကအဲ့ဒါတော့သူတို့မရအောင်နော် KE တွေဝင်ထားပြီနော်ကျွန်တော်ပြေ240နေရာလုံးဝ open သူတို့ဘေးမှာရှိရဆိုတော့ကောက်ရိုးပုံပဲရှိရဆိုတော့မြင်တော့မြင်ရမယ့်နေတာ KE တွေဟိုဘက်ကိုပဲကြည်240နေစားတိမယူမီ why Romeo တယောက်ကတော့တော့ချပေးလိုက်နေမှာ YG Smile တောက်ပဲကြံရှိတော့ကိုင်းနဲ့ပြေးတိုးလာတဲ့ back တော့ Yumi point damage တွေတော့ပေးထားခဲ့ Smile ဘလို့ကောင်းဆုံး
ခံမလဲဘုံဘ position တော့ယူထားရဲဆိုမှကားကပြခွဲဖို့လုံနေတဲ့ Yumi boy smile နဲ့စတင်တွေ့သွားပြီ smile ပြောက်ပါနော် Yumi boy နော်ကီကခွေရပါ Yumi boy နော်ကြတော့တင်းမှာပြန်လဲကဲခွင့်ရပါမလားအိုး KE အာ KE look နေရတော့ smile တယောက်ပေါ်နေတဲ့ခေါင်းလေးကိုပါအိမ်သားခဲ့ပြီးမှပဲ YG တင်းလုံးကတ်သွားခဲ့ရပြီဗျာဆိုတော့သူ့ဘိုတင်နဲ့ KE နဲ့တင်းမဲချန်ရှိနေတော့မှာပဲဖြစ်တယ်ဗျာဟုတ်ပါတယ်ဒူဘော်ဒီပြန်ပြီးတော့ open နဲ့မှာရှိနေတယ်တိုးတော်လဲ smoke တွေကြားမှာကျွန်တော်ပြန်ပြီးတော့ hole နေကြမှာ nate low tap ပြီးတော့ cut down နေကြမှာ KE ဘက်ကလည်းဆိုရင် loss မှာ master D2K ဘေးနားမှာ open နဲ့တွားနေမိတဲ့ကြားမှာ knocking နေကြရတော့အပိုင်းမှာ ခေါက်ကနေကြရပြီ Michi ပြန်ပြီးရွှေဝတ်တဲ့စူးစမ်းတယ်အနောက်ဘက်ဒီမှာပြန်လဲပြီးတော့ထောက်ဝတ်တဲ့လုံနေကြနေမှာပဲ loss မှာ KE Lucky တယောက်ကမှ tap ပြီးတော့ပြစ်ချခဲ့နာကြရပြန်တော့ KE ဘက်မှာဆိုရင် loss မှာတယောက်တည်းပဲကျန်တော့3 man life လို့ပြောရဲဆိုပေမဲ့တယောက်က knock နေကြ240နေစပြီးတော့ခိုင်ရလှူရှားပြီးတော့တယောက်က knock ပေးထားခဲ့ပြီနောက်ဆုံးတယောက်ပဲကျန်နေခဲ့တဲ့ခိုင်ရနေနဲ့ဘေးဘက်ကိုလုံးသေးချထောက်လန်းနေကြမှာ249မဲ့ပဲတဲ့ကြီးကိုရှုံးသွားခဲ့တော့မယ်ဆိုတော့လားလို့ပဲကျွန်တော်ကြည့်ရမယ်ပေါ့နော်ဟုတ်ပါရဲ့နော်ရှင်ကုန်စီကတော့ကောင်းနေပြီဘေးဘက်တွေကမှပြန်ပြီးတော့ open နဲ့မှသွားပြီးတော့ hole နေပြီကားနဲ့မှဖြတ်မောင်းပြီးတော့ cream သူ့လူကပြေးခဲ့ပြီးတော့တဲပဲတိုးလာခဲ့ဖို့ပြစ်စနေခဲ့တယ်မှာခိုင်ရရှိနေခဲ့တဲ့ point လည်းတိတော့တိသွားခဲ့တယ်ဒီဘက်ကနေမှခိုင်ရဒီဘက်နားလေးမှာပြန်ပြီးရှိနေခဲ့နေရနောက်ကမှ nate low tap ပြီးတော့ cook ပြီးတော့ let me ပြစ်တင်ပေးလာခဲ့တယ်မှာ nate ကအပြန်လန်ပဲကြောက် loss မှာ cream တယောက်ကလည်း loss flash မှာထိလာနေကြတော့ဘေးဘက်ကိုရွှေသွားနေကြတော့သူမသိနေခဲ့ဘူးဆိုတော်တော်ကြီးအင်ရီတော့များလိမ့်မယ်နောက်တစ် nate low tap ပြီးတော့ကြောက် let me ပြစ်တင် smoke ပြစ်တင်ပြီးတော့တောင်း shot ကို smoke ပြီးတော့ vision တွေမှာအုပ်ထားခဲ့တယ်မှာခိုင်ရတကယ်အလုံးလုံးပြနေခဲ့လို့ပဲပြောရမယ်ကောင်းမလွန်းလာလှူရှားမှုတွေကြားမှာ smoke တွေကြားတယ်ပြန်ပြီး create လုံးဝတကယ်ဘယ်လိုလုပ်လို့မလဲမသိအောင်လို့အကောင်းဆုံးပဲဖယ်ပြီးနေခဲ့တယ်လို့ Lucky ဘေးနားထိကခုံးပြန်ပြီးပြေးသွားနေခဲ့ရင်တော့လက်ကျသွားခဲ့တဲ့ခိုင်ရပြစ်ချမှုတွေကြားမှာပဲ winner chicken dinner kill enemy တကယ်ပဲလာပါပြီးပဲ well play လို့ပဲပြောရပါတော့မယ်ဗျာဟုတ်ပါ